တချို့ကဝါသနာကိုလွယ်လွယ်လေးပြောကြတယ်ဝါသနာပါနေုံနဲ့မရဘူးစွန့်လို့ရတယ်အနစ်နာခံရတယ်စွန့်စားရတယ်ဝါသနာပါနေုံနဲ့ဘာမှဖြစ်လာစရာအကြောင်းမရှိဘူးမနှက်ပြန်များကိုတွေးမိခဲ့အိုးအိုးအိမ်မက်တွေကတော့စေးကြည့်တယ်အိုးအိုးပထမဆုံးရယူဖို့ကိုအကျွေးရှိတယ်အိုးအိုးနိုင်ပွဲတွေစီကိုပြေးကြည့်မယ်ရည်ရွယ်ချက်ကိုမင်းပုံမှန်သွားပါစီးချက်နဲ့ဘယ်ရမဆိုဖြစ်ချင်တဲ့စိတ်ရှိရင်တော့နီးစက်တယ်ပန်းနိုင်ကိုမရောက်ခင်လေးတွေများပြီးဖီးမတက်နဲ့ထိတ်ဆုံးကိုရောက်ဖို့ဆိုတာပေါ်သေးသေးမဟုတ်ဘူးကွာကြီးမြတ်တယ်အနေမြင့်တက်ကြများလို့နဲ့လေကထစ်တွေကမနဲ့စိတ်တွေညစ်နေရတဲ့ခစ်တွေကလည်းလဲကြနေအောင်တော့ယုံတာဖို့ခွန်အားတဲ့တစ်နေရမယ်လက်မောင်းကိုခတ်လိုက်စမ်းဖြစ်ချင်တို့တွေဖြစ်စေရမယ်လာခဲ့စမ်းခက်ခဲတွေအားလုံးကငါကောင်းပေါ်ထားတယ်လာခဲ့စမ်းဒုက္ခတွေမျိုးစုံကငါရင်ကောက်ထားတယ်လာခဲ့စမ်းရှုံးတွေကိုအတူပြီးတော့အောင်မြင်မှုတွေရယူဖို့အတွက်လက်မလျှော့ဘူးမြင်နေရတဲ့မနိုင်ငါစီလာခဲ့စမ်းဝီဆုံးသွားပြီဆိုလေချန်နေမှာပါမင်းနာမှာအချိန်ကြီးလားငါချင်များစွာ